အောင်လန့်ဆန်းလိုမြန်မာနိုင်ငံအတွက်ဂုဏ်ယူစရာကစားသမားတစ်ယောက်ဖြစ်လာတော့မယ်မန္တလေးသားကျော်စွာဝင်းလွန်ကတဲ့ရက်မှာကျင်းပခဲ့တဲ့ One Championship လွန်ပနီ Super Fight ပြိုင်ပွဲကြီးမှာမန္တလေးသားကျော်စွာဝင်းကတစ်ဖက်ပြိုင်ဘက်ကိုအနိုင်ရသွားခဲ့တာပါ142ပေါင်တန်းအဖြစ်ထိုင်းဖိုက်တာပတ်တောင်ချိုင်းကိုထိုးခဲ့တဲ့နေရာမှာကျော်စွာဝင်းကအနိုင်ရသွားခဲ့တာရှင်အောင်လန့်ဆန်းအနားယူပြီးသွားတဲ့နောက်မှာမြန်မာနိုင်ငံအတွက်နောက်ထပ်ချန်ပီယံတစ်ယောက်မပေါ်ထွက်လာတော့မှကိုစိုးရိမ်နေကြပါတယ်ကျော်စွာဝင်းရဲ့ပွဲကိုကြည့်ပြီးတဲ့နောက်မှာတော့အောင်လန့်ဆန်းလိုချန်ပီယံတစ်ယောက်ပေါ်ထွက်လာနိုင်တော့မှကိုမြန်မာပရိသတ်တွေကအားရသွားခဲ့ကြတာပါကျော်စွာဝင်းကမန္တလေးသားတစ်ယောက်ဖြစ်ပြီးရိုးရာလက်ဝဲရောမွေထိုင်းကိုပါကျွမ်းကျင်သူတစ်ယောက်ပါရှင်အခြားသူတွေနဲ့မတူတဲ့အားသာချက်တွေကတော့နေစနစ်ကောင်းရှိတာပဲဖြစ်ပါတယ်ဒါတွေမကသေးပဲသူနဲ့ရှင်ပြိုင်မဲ့ပြိုင်ဘက်အပေါ်မှာလေလေးလာသုံးသပ်မှုအားကောင်းပါတယ်ရှင်ပြိုင်ပွဲတစ်ခုအတွင်းမှာနေစနစ်တွေကိုပြောင်းသုံးခဲ့တာကြောင့်ခဏအတွင်းမှာပဲအနိုင်ရသွားခဲ့ပါတယ်ဒီပွဲမှာကျော်စွာဝင်းကအနိုင်ရသွားပေမဲ့လည်းမျက်ခုံးကွဲတန်ရာကတော့၈ချက်ချုပ်လိုက်ရရဲ့ရှင်သူ့တန်ရာကို၃ချက်ပဲချုပ်လိုက်ရတယ်လို့ထင်ပေမဲ့တကယ်တော့၈ချက်ချုပ်လိုက်ရတာပါဘက်ကတောင်ချိုင်းနဲ့ထိုးစင်မှာပထမပွဲကြီးအတွင်းကျော်စွာဝင်းကမျက်ခုံးကွဲသွားတာကြောင့်ပထမပွဲပြီးဆုံးချိန်မှာတင်စေကူတက်မှုခံယူလိုက်ရပါတယ်ဒါပေမဲ့ပွဲကြီးနှစ်ပွဲသလုံးကိုတော့ကျော်စွာဝင်းကအသာစီကနေထိုးပြနိုင်ခဲ့တာရှင်ပြိုင်ပွဲအပြီးမှာတော့ပွဲရဲ့အကောင်းဆုံးဖိုက်တာဆိုအဖြစ်ချီးမြှင့်ပေးရတဲ့ဒဂွန်ဆိုင်ရွှေဖလားကြီးကိုလည်းကျော်စွာဝင်းကရရှိသွားပါတယ်စကားတွေများများမပြောဘဲအလုပ်တွေပဲများများလုပ်ပြတတ်တဲ့ကျော်စွာဝင်းကမြန်မာတွေဂုဏ်ယူရမယ့်စုကြီးကိုအရယူပြနိုင်ခဲ့တာပါကျော်စွာဝင်းရဲ့လက်ရည်ကိုအာရရဲလောင်တစ်ချိန်မှာကျော်စွာဝင်းလည်းအောင်လန့်ဆန်လိုကဘာကျော်ဖိုက်တာကြီးဖြစ်လာနိုင်လားဆိုတော့ပြပြခဲ့ပါအောင်ရှင်ဂျီအန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ